Hello ဒီမဲ့လေးကိုတွေးလို့ပါရှင်ဒီမဲ့လေးကိုပေါ့နော် reply ပြန်ကျင်လို့ပါကလေးလေးကချစ်စရာလေးမှတ်နေရတယ်မိမိကတော်တော်ချောတာပဲမင်းသမီးလောက်ရမှာတဲ့ကျေးဇူးများတင်ပါတယ်ရှင်ဒီလိုကလေးမွေးထားတဲ့မိမိတယောက်ကိုပေါ့နော်ချောတယ်လှတယ်ဆိုပြီးအားလုံးကဝိုင်းပြောကြတဲ့အတွက်အကြောင်းမို့လို့ပို့လို့တော့ကျေးဇူးတရားပါတယ်ရှင်အပြိုတော့မဟုတ်တော့ဘူးပေါ့နော်ကလေးတယောက်အမိပါဒါမဲ့လည်းပေါ့နော်ဒီလိုမျိုးကိုချစ်တဲ့မျက်လုံးလေးတွေနဲ့ကြည့်ပြီးတော့ချစ်ပေးကြတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးများတင်ပါတယ်ရှင်တကယ်တမ်းကလေဟိုစိတ်ထားကောင်းရင်ကံကောင်းတယ်စိတ်ကောင်းမှရုပ်ကောင်းတာပါရှင်စိတ်မကောင်းရင်ရုပ်မကောင်းနိုင်ပါဘူးပေါ့နော်ဘလောက်ပဲရုပ်ကအပြင်မှန်းပြင်ထားစိတ်ကမကောင်းနေလို့ရှိရင်စိတ်ထဲမှာစိတ်ပုတ်စိတ်ရုပ်တွေရှိနေလို့ရှိရင်မျက်နှာမှာအကြည်တက်ဆိုတာမျိုးကလည်းရှိမလားဘူးပေါ့နော်လူတိုင်းမျက်နှာမှာဘလောက်ပဲရုပ်လှနေနေစိတ်ထဲမှာပုတ်ရုပ်နေရလို့ဆိုလို့ရှိရင်ကြည့်လိုက်တာနဲ့အပြင်မှန်းလေးကဘလောက်လှသူ့ကိုကြာအကြည့်မခံဘူးသူ့ရဲ့စိတ်ဓာတ်တွေကပုတ်နေစိတ်ဓာတ်တွေကထွက်ပြီးတော့ပေါ့နော်ဘယ်သူမှတော်တော်နဲ့နှာခေါင်းရှုံရတယ်ပေါ့နော်ဒီလိုမျိုးစိတ်ကောင်းလို့ရှိရင်စိတ်ကောကောင်းလို့စိတ်ကောင်းတဲ့လူကရုပ်ကလေးပါကြည်ရပေါ့နော်ဒီလိုအကြည်တက်ကလေးပါပေါင်းလိုက်တဲ့အကြည်တက်ကလေးရဲ့ပေါ့နော် positive energy လေးများရှိတဲ့လူတွေကအကြည်တက်ကလေးဖြစ်တယ်ပေါ့နော်အကြည်တက်ကလေးဖြစ်လို့ရှိရင်ချစ်တဲ့မျက်လုံးနဲ့ကြည့်လို့ရှိရင်ဟိုအရာတိုင်းကကြည့်လို့လှနေတာပဲလीနော်အဲ့တော့ဟိုချောပေါ့နော်ရွှေကလေးမေမေကိုချစ်တဲ့မျက်လုံးနဲ့ကြည့်ပေးရတဲ့ကြောင့်မလို့ကျေးဇူးများတင်ပါတယ်ရှင်အခုဆိုလို့ရှိရင်ချောဆိုတာထက်ပေါ့နော်ရွှေကလေးမေမေဆိုပြီးတော့အားလုံးကဝိုင်းပြီးတော့ပို့ပြီးတော့ပေါ့နော်အရင်တော့ကျတော့ကိုလောက်ပဲတီးပြီးချစ်ပေးကြတာအခုဆိုရင်ရွှေကလေးကိုအရင်ချစ်ကြရလို့များတဲ့ကြောင့်မလို့ရွှေကလေးမေမေဆိုပြီးတော့ပေါ့နော်အတိမတ်ပြုပေးကြတာကျေးဇူးများတင်ပါတယ်ရှင်ရွှေကလေးကိုလည်းဒီထက်ပိုပြီးချစ်ပေးကြပါအောင်နော်ရွှေကလေးကစကားအရင်တက်တာရှင်ချောတို့တောင်မှတလောက်မပြောတတ်ဘူးပေါ့နော်။ तू ကလေဘလို့တက်လို့တက်မှန်မသိတစ်ခါ तू ပြောတဲ့စကားလေးကလူကြီးလေးလိုပဲပေါ့နော်။ဒါကြောင့်မို့လို့ तू ပြောတဲ့စကားလေးကလူကြီးလေးလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू စကားပြောလို့ရှိရင်ချောတို့ကဗီဒီယိုဖိုင်လေးရိုက်ထားပြီးတော့ပေါ့နော်။ TikTok ပေါ်မှာရွှေကလေးကိုချစ်ရတဲ့သူတွေကြည့်လို့ရအောင်လို့ဆိုပြီးတော့တင်ပေးတာပါ။ရွှေကလေးကိုချစ်ပေးကြလို့လည်းကျေးဇူးများတင်ပါတယ်ရှင်။